နောက်ဆုံးတော့ရောက်ခဲ့ပါပြီတောင်ဝိုင်းကြီးကိုရောက်ခဲ့ပါပြီမင်္ဂလာပါအခုဒါတော့15ရက်နေ့ကိုရခီးသွားတာတတိယနေ့ပေါ့နော်တတိယနေ့အခုတောင်ဝိုင်းတောင်ကြီးဘက်ကိုကျွန်တော်ရောက်နေတာပါကဲသွားကြမယ်အချိန်အဖြစ်ကိုလေးစပြီးတော့အခုတက်တာကဘယ်လာလဲ9:32ချက်ဝိုးဝါလေးရတော့ဖွဲ့လေးရနေကြွားနေတယ်နေရတော့လာတော့နည်းနည်းတာချင်လို့ရှိပေမဲ့ဒီထဲရောက်ကိုမိုးကပြန်ပြီးတော့ခွဲလာဝါလေးကပြန်ကျလာအောင်ခုဟိုဘက်မှာတောင်ဟိုကနေပြီးတော့တက်မှာဆက်ဆက်လာချင်းစောင့်နေထွင်းလာပေါ့နော်ပြန်မယ်ဟာနည်းနည်းလေးတော့မှတ်တယ်ကြည့်အောင်ဟာဒါနေပြီနားပြီးတက်လာတော့မနားဘူးလားရှိသေးတယ်မှာနားဘူးတော့ဝီဝီဒါပါပဲဒီအတက်ကလေးပါပဲဒီအချိန်ကကိုယ့်ရဲ့ကျမ်းမာရေးကိုစစ်တဲ့အချိန်ကြီးเนาะအဲ့တော့ရှိ This is just beginning 哎呀，就咋他？走。Video ရိုက်မနေနဲ့哎呀，我等。အဲ့အစင်းတွေမဘူးနဲ့အဲ့တော့ဖြည်းဖြည်းပဲသွားမလောနဲ့ဖြည်းဖြည်းလေးပဲတက်မယ်ငါတို့ရဲ့ဒီ destination က at the top ပဲတော့မှတက်တာ7 minutes မပြည့်သေးဘူး7 minutes မပြည့်ဘူးကိုလေးဟောဆိုင်နေမတ်တာတော့တော်တော်မတ်လုံးမယ်လို့သိခဲ့တာတက်ဒါမတက်နိုင်ဘူးဆိုရင်တော့ရောက်မှာမဟုတ်ဘူးတော့အောက်ပါရရဲလဲရမှာရောက်ပါဒီလည်းတော့ပြီးပါဟုတ်တယ်ဟဲ့မိုးရမ်းသိရင်ကြတကယ်ဆင်မပြေဘူးဒီလိုက်ရတာရေစီးလိုက်ဒီအောက်ကရေကမညီတော့ခေါင်းတိုက်မှာနော်ခေါင်းတိုက်မှာဘယ်ဖြစ်အနေကြီးကတော့ဒါကိုယ့်ရဲ့ကျမ်းမာတဲ့ခန္ဓာကိုယ်တွေဒါအစာပြိုးခြင်းတစ်ခုဟုတ်တယ်နော်ဒါမလုံးနိုင်ခင်တဲ့အရာတွေလုံးနိုင်ပါလားဆိုတဲ့အတွေးပါပေါ်ရောက်ရင် motivation ရှိတာရတော့မနော်ပုံမှန်လူများလားညီကိုလူများလားမရှိတော့မိုးရတော့နည်းနည်းပြတ်ပါစနာတော့တက်တဲ့လူ4-50ရောက်လာတော့ဟုတ်နောက်တစ်ခွေးပဲဟုတ်ရုံနေညီကိုနောက်တစ်ခွေးပဲနောက်တစ်ခွေးကို10ရာမျှဒီမှာဒါနိုင်ကူ give နိုင်ကူညမမြင်ပါလေလုံးနိုင်ပါလေဆိုပါဦးဆက်ချင်းမှုလို့ပါလုံးနိုင်
ကျွန်တော်မိမဖြစ်သူကတော့သူအစားပိုင်းတော့ကြောက်တယ်ဒါပေမဲ့တန်နေသူကသွေးလေးပူလာတော့ဒီမှာသူကရှေ့ဆုံးကနေတက်တာရှေ့ဆုံးနဲ့တက်တာသူကအမြဲတမ်းတော့တသမတ်တဲ့မှတ်နေရတော့မဟုတ်အစားပိုင်းမှာမှတ်တယ်ခုကျွန်တော်အလဲရောက်တယ်နည်းနည်းပြေတယ်ပြေပြီးတော့ခုထပ်ပြီးတော့ပြန်မှတ်တယ်သူကနဲ့သူတော့ balance တော့ဖြစ်နေဟို15ရက်နေ့ကုန်းကရေကြီးနေမိုးသေးနေရဆိုတော့ညာလဲသူကနဲ့သူတော့တက်လူကတော့တက်စင်းနေတော့သူကနဲ့တော့ရှိနေဝီမတ်တယ်ညမတ်တယ်တာဘူးဖြစ်သွားတာအေးနေတာဘူးအပူပေးလိုက်သူဖြစ်သွား လမ်းကသူပြန်ထိန်းပြီ ဟာလင်းလာတယ်မိတ်ကလေးတော့ဖြစ်နေ ဘယ်ခါလဲငါတက်လာ မလေး နည်းနည်းမဲ့တော့ညာဘက်ထောင်မှာကပ်ပြီးကြညာဘက်ထောင်မှာကပ်ပြီးကြဒီထားရေးပိုက်ရေးပိုက်ကျေးဇူးပါခင်ဗျာနားနေဆောင်တွင်ရောက်တော့ ဟုတ်ကဲ့ပါတဝက်ရောက်ပြီဟုတ်လမ်းတဝက်ရောက်ပြီဖြည့်စင်အတက်ထက်အစင်းကပို့ပြီးတော့တတိထား ဟုတ်တယ်ချော့ ချော်တယ်ဟုတ်တယ်ဟုတ်လားအင်းလာတော့ဟောဟုတ်တယ်184ခုကိုရီတက်လာတဲ့အချိန်က36မိနစ်သူများတွေတက်ဆင်းလာတဲ့လူတွေပြောကြတာကတော့အိမ်သာရောက်ရင်တဲ့ခီးရဲ့တဝက်ကိုရောက်ပြီတဲ့ခုကျွန်တော်တို့ကတော့ခီးရဲ့တဝက်ကိုတော့ရောက်နေတဲ့အခြေအနေပေါ့နော်အခုချိန်ရနေကခုခဏနားနေဆောင်မှာကျွန်တော်နေနေရပါခဏလေးနားနေဟိုက်ကင်းလုံးနေကြမဟုတ်တော့ အဲ့ရောက်ပါမိုးလေးနည်းနည်း တာမန်လူတွေထပ်ပင်မန်းနေကျွန်တော်တို့က အေးတို့လိုလေးဖြစ်နေဒီတိုင်းမိုးလေး နားနေဆောင်ကနေပြီးတော့ဆက်တက်ပါမယ်နားနေဆောင်နဲ့ဆက်တက်ပါ ညမရိုက်တဲ့ပုံကကိုယ်ကရောမောတယ် ကိုရီတိမ်ပေါ်မှာလွင့်နေပြီ တိမ်ပေါ်မှာရောက်ပြီ ပြီးရင်တောင်ကျမ်းလေးမှာခေါင်းလေးလှန်ပြီးတော့ 你们养奶哦？高巴肉的嘛，就回来就好。 ရပါတတောင်းနေတယ်လို့ပဲ နီးပြီလားညီကို 哎，要多嘛？这 ဘယ်နှမိနစ်လောက်ရှောက်အောင်မလဲညီ 2မိနစ်ပဲ 2မိနစ် လောက်တော့ရှောင်း7မိနစ်ပဲ အော်9မိနစ်နဲ့ပေါင်းအောင်ပါဘောနော်9မိနစ်
မနဲ့တီးသွားတယ်ရဲနဲ့ကြောပွဲတိတ်အိတ်ဆောင်တင်ပါတယ်ခင်ဗျာ ကျွန်တော်ဆုံးတော့ရောက်ခဲ့ပါပြီတောင်ဝိုင်းကြီးကိုရောက်ခဲ့ပါပြီတစ်တော့သွားအားပေါ့နော် ပြောင်းတက်နေတယ်ဖြစ်ဖြစ် โอ้ตับปัสฟีเลยที่มีถ่ายมีဟုတ်တယ်ဟောဖြစ်အစင်းရမမဟုတ်အစင်းရတာသတိနဲ့စင်းရတယ်တဘောဖြစ်တယ်အတက်ကကျတော့မမတယ်အစင်းကကိုယ့်ရဲ့ခန္ဓာကိုယ်ဝိတ်ကို6တော့ဒူးကထိန်းပြီးတော့သွားနေရတော့ဒူးညောင်းတယ်နော်တတိထားအချုံနေဝါနောက်ဆုံးတော့တောင်ကျူရောက်ခဲ့ပါပြီဝါစုပ်ပြက်ကိုတက်ပြီးတော့တောင်ကျူရောက်ခဲ့ပါပြီကဲအေးတော့ခဏနာပြင်ကိုတွေမြို့ထဲမှာသွားပြီးတော့နေ့စားလေးထမင်းစားမယ်အချင်းကတနင်္လာနေ့အောင်ထိုးနေတနင်္လာနေ့ထိုးနေပြီထမင်းနေ့စားမစားရသေးဘူးကိုတွေကဲအဲ့ဆိုဒိုးကြတယ် ဆွဲလို့ကောင်းပြီပေါ့နေလေသား ကံကောင်းချက်ကကိုတွေအခုပဲတောင်းကိုဆင်းပြီးတော့ကားထဲရောက်ရုံပဲရှိသေးအခုမိုးတွေရွာပြီးကြည့်မိုးတွေရွာချက်အခုမိုးသေးပြီကဲနေ့စားတော့စားကြပါမယ်